တခါကအမော်ဆန်တဲ့တော့ဦးကြီးထဲမှာအင်းအားကြီးမားတဲ့ချင်းသေးကြီးတစ်ကောင်ဟာလမ်းလျှောက်လာရင်ပင်ပန်းလို့တစ်ပင်ကြီးတစ်ပင်အောက်မှာအိပ်ပြိုသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာကြောက်ရွံ့တက်တဲ့ကြွက်ကလေးတစ်ကောင်ဟာမတော်တဆချင်းသေးကြီးအနာကိုရောက်လာခဲ့တယ်ချင်းသေးကြီးရုတ်တရက်နူးလာပြီးကြော့ကလေးကိုဖမ်းလိုက်တဲ့ကြော့ကလေးကတုံလုံးရင်ရင်နဲ့အတနာခံလာတော့တယ်ကျွန်တော်ကိုလွတ်ပေးပါဒီနေ့နေ့မှာသင်မင်းကြီးကိုကျွန်တော်ပြန်ကူညီပါမယ်လို့ဂရီပေးခဲ့တယ်ချင်းသေးကြီးကဒီလောက်သေးတဲ့တော်ဝါကငါလိုတော့ရင်ကိုဘလို့ကူညီမလဲဆိုပြီးဆောင်ရည်ခဲ့ပြီးတနာသွားတာကြောင့်ကြွက်ကလေးကိုထုတ်ပေးလိုက်ပါတယ်ကြွက်ကလေးလည်းဝမ်းတာအားရထွက်ပြေးသွားခဲ့တယ်ရက်အနှဲငယ်အကြာမှာတော့ချင်းသေးကြီးဟာတမင်တွေကိုလိုက်ဖန်ရင်မုံဆိုးတွေထောင်ထားတဲ့ပိုက်ကွန်တွေကိုမိသွားမှာလေသူဘလောက်ပဲရုန်းကန်တယ်နဲ့ပိုက်ကွန်ကပိုမြဲလာပြီးအဲ့ဒီအတန်ကိုကြောင်းလိုက်တဲ့ကြွက်ကလေးဟာချင်းသေးကြီးနဲ့ရဲ့ဂျုံနေပြီဆိုတာသိလိုက်ပြီးအမြင့်ဆုံးပြေးလာတယ်ပြီးတော့သူ့လေချွန်းတဲ့သွားလေးပြီးပိုက်ကွန်ကျိုးတွေကိုအာသွန်ခွန်ဆိုင်ကိုက်ဖြတ်ပြီးချင်းသေးကြီးကိုကယ်တင်ခဲ့ပါတယ် Thank you ချင်းသေးကြီးဟာလွတ်မြောက်သွားပြီးကြွက်ကလေးကိုအထင်မတည်တော့ပဲကျေးဇူးတင်စကားပြောခဲ့ပါတယ်အဲ့ဒီနေ့ကစပြီးသူတို့နှစ်ဦးဟာခွဲမရတဲ့တငယ်ချင်းကောင်းကြီးအဖြစ်တောအုပ်ထဲမှာပျော်ရွှင်စွာနေထိုင်သွားကြပါတော့တယ်